စ္စည်းငါဥစ္စာငါအိမ်ငါယာငါလေပါဒါတွေအလုံးငါရဲ့ကိုယ်ပိုင်အရာတွေပါဘယ်သူနဲ့မှမသက်ဆိုင်ဘူးဘယ်သူနဲ့မှမပတ်သက်ပါဒါတွေအလုံးငါတယောက်တည်းပဲပိုင်ဆိုင်တယ်ငါရဲ့စွမ်းငါရဲ့ကုန်ငါရဲ့လုံဆောင်ချက်တွေကြောင့်ဒါတွေအလုံးတိုးလို့သာငါပိုင်ဆိုင်ကြီးလူတွေအလုံးရှိမှလေငါလေးဝင်ကြွားခဲ့ရတယ်ဒါတွေအလုံးငါတယောက်တည်းပဲပိုင်ဆိုင်တယ်အိုလူသားသိချစဉ်းစားကြည့်ပါဦးတစ်ချိန်ချိန်မှာတည့်ရဲ့အသက်တာကုန်ဆုံးသွားရဲ့ကိုယ်နိုင်ရှိတဲ့ဥစ္စာများကိုယ်နဲ့တူယူသွားနိုင်မလားစဉ်းစားပါသိချစဉ်းစားကြည့်ပါဦးပစ္စည်းငါဥစ္စာငါအိမ်ငါယာငါလေပါဒါတွေအလုံးငါရဲ့ကိုယ်ပိုင်အရာတွေပါဘယ်သူနဲ့မှမသက်ဆိုင်ဘူးဘယ်သူနဲ့မှမပတ်သက်ပါဒါတွေအလုံးငါတယောက်တည်းပဲပိုင်ဆိုင်တယ်ငါရဲ့စွမ်းငါရဲ့ကုန်ငါရဲ့လုံဆောင်ချက်တွေကြောင့်ဒါတွေအလုံးတိုးလို့သာငါပိုင်ဆိုင်ပြီလူတွေအလုံးရှိမှလေငါလေးဝင်ကြွားခဲ့ရတယ်ဒါတွေအလုံးငါတယောက်တည်းပဲပိုင်ဆိုင်တယ်ဟိုလူသားသိချစဉ်းစားကြည့်ပါဦးတစ်ချိန်ချိန်မှာတည့်ရဲ့အသက်တာကုန်ဆုံးသွားရဲ့ကိုယ်နိုင်ရှိတဲ့ဥစ္စာများကိုယ်နဲ့တူယူသွားနိုင်မလားစဉ်းစားပါသိချစဉ်းစားကြည့်ပါဦးဘဝကြွားနေလေမတောင်းဝါနဲ့လေဘိုးနိုင်ရှိတဲ့အရာတွေဟာဖျားပေးလို့လားမိုးကောင်းကင်နဲ့ကဘာမြေကြီးကိုဖန်ဆင်းထားတဲ့ဖျားခင်ပါအလုံးကိုပိုင်ဆိုင်တဲ့ပိုင်ရှင်စစ်ပါအလုံးကိုပိုင်ဆိုင်တဲ့ပိုင်ရှင်စစ်ပါ